Max Sealer မင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာဘောလုံးလောကရဲ့သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားတဦးဖြစ်တဲ့လီယိုနယ်မက်ဆီကစားသမားရဲ့ဘဝခရီးချမ်းကတကယ်ကိုစိတ်ဝင်စားစရာပါပဲမက်ဆီကို1989ခုနှစ်ဇွန်လ24ရက်နေ့မှာအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့လေးမှာမွေးဖွားခဲ့ပါတယ်ဘောလုံးကန်ဖို့မွေးဖွားလာသူလို့ဆိုရမလားပါပဲအသက်4နှစ်အရွယ်လောက်ကတည်းကသူ့အဖေလေ့ကျင့်ပေးတဲ့ Grandoli Club မှာစကစားခဲ့အသက်6နှစ်အရွယ် Newell's Old Boys အသင်းကိုရောက်တဲ့အခါမှာတော့6နှစ်အတွင်းဂိုးပေါင်း900နီးပါးသွင်းပြီးပါရမီရှင်ဆိုတာကိုသက်သေပြခဲ့ပါတယ်။ဒါပေမဲ့ကန်ဂျမာကမျက်နှာသာမပေးခဲ့ပါဘူး။အသက်10နှစ်အရွယ်မှာကြီးထွားမှုဟော်မုန်းချိုးတဲ့ယောဂဆိုတဲ့ဆိုးရွားတဲ့ကန်ဆိုးမှုမုံကြားရောက်လာခဲ့ပါတယ်။ဒီယောဂဟာသူ့ရဲ့အရက်အမောင်းကိုသာမကသူ့ရဲ့အိမ်မက်တွေကိုပါရိုက်ချိုးပေးထုတ်ချင်းချောက်လာခဲ့ပါတယ်။ကုသစရိတ်တွေကလည်းမိသားစုအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်လာခဲ့တယ်။ဒါပေမဲ့2000ပြည့်နှစ်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာမက်ဆီရဲ့ခြေစွမ်းကိုမြင်တွေ့ပြီးနောက်လက်လွတ်မခံရဲခဲ့ပါဘူး။ဘလောက်ထိလဲဆိုရင်စာချုပ်ချုပ်ဖို့စာရွက်မရှိလို့အနီးနားကလက်တော့ပူက paper napkin တစ်ခုပေါ်မှာပဲကမန်းကရန်စာချုပ်ရေးထိုးခဲ့ရတဲ့အထီးပါပဲ။ဒီလက်တော့ပူလေးကပဲတမိုင်းတစ်ခုရဲ့အစအဦးဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့2000ခုနှစ်မှာတော့မိသားစုလိုက်စပိန်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ဘာစီလိုနာမှာမက်ဆီဟာဒန်ဒါဂီတစ်ခုကိုစတင်ရေးသားခဲ့ပါတယ်။2004ခုနှစ်မှာ professional စာချုပ်စတင်ချုပ်ဆိုခဲ့ပြီး2005ခုနှစ်မေလ1ရက်နေ့မှာတော့ဂန်ဒဝင်ကစားသမားကြီးရိုနယ်ဒင်ညိုရဲ့ပန်ပိုးမှုနဲ့ပထမဆုံးဂိုးကိုစတင်သွင်းယူနိုင်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကတော့ရေတွက်လို့တော့မကုန်နိုင်ပါဘူး။2009ခုနှစ်မှာပထမဆုံးဘလွန်တော်ဆုကိုရရှိခဲ့ရကနေစုစုပေါင်း9ကြိမ်တိုင်ရရှိထားပြီးတမိုင်းတစ်လျှောက်အများဆုံးဆုရှင်ဖြစ်လာခဲ့ပါတယ်။2012ခုနှစ်တနှစ်တည်းမှာတင်ဂိုးပေါင်း90ဂိုးသွင်းပြီးကမ္ဘာစံချိန်တင်မယုံနိုင်စရာလောက်အောင်ပါပဲ။နိုင်ငံတကာအောင်မြင်မှုအနေနဲ့ပြောရရင်2014ကမ္ဘာဖလားဘူလူပွဲထိရောက်ခဲ့ပြီမဲ့ဝမ်းနည်းစွာနဲ့ဒုတိယပဲရခဲ့ပါတယ်။ dream realized the goal achieved Inter Miami champions of excellence ဒါပေမဲ့မက်ဆီအရှုံးမပေးခဲ့ပါဘူး2022ကမ္ဘာဖလားမှာတော့ပြင်သစ်ကိုအနိုင်ယူပြီးအာဂျင်တီးနားကချန်ပီယံဆုကိုအရယူပေးနိုင်ခဲ့ပါတယ်ရှုံးထွက်အဆင့်ပွဲတိုင်းမှာဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့တယ်လို့ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းထပ်မံဆုခူးနိုင်ခဲ့ပါတယ်ကလပ်အသင်းအပြောင်းရွှေ့အနေနဲ့ကတော့ဘန်မာရဲ့အခက်အခဲတွေကြောင့်2021မှာ PSG ကိုပြောင်းခဲ့ရပေမဲ့ပရိသတ်တွေမျိုးလင်းဆောင်စားခဲ့တဲ့အတိုင်းပါပဲ2023ခုနှစ်မှာ Saudi နဲ့ MLS ကလပ်တွေရဲ့မလောက်စရာကမ်းလှမ်းမှုတွေကိုပယ်ချပြီးသူ့ရဲ့အင်ညာထက်တဲ့ဘာစီလိုနာအသင်းစီကိုပြန်လည်ရောက်ရှိလာခဲ့ပြီး2024အထိစာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်This time is the boss but here's Messi away from 2 3 4 wonderful နောက်ဆုံးအနေနဲ့ပြောချင်တာကတော့မက်ဆီရဲ့ဘဝဇာတ်ကြောင်းဟာဘောလုံးသမားတစ်ယောက်ရဲ့အောင်မြင်မှုတသက်မဟုတ်ပါဘူး။ကန်ဂျမာဆိုးတွေကိုအန်တုပြီးအနိုင်ယူပြခဲ့တဲ့လူသားတစ်ယောက်ရဲ့စူးစမ်းမှုတစ်ခုပါ။စီကူတာစရိတ်မရှိလို့ငိုကြွေးခဲ့ရတဲ့ကလေးငယ်ဘဝကနေဒီနေ့မှာကိုယ်ပိုင်လေရင်စီးပြီးဒေါ်လာတန်ပေါင်းများစွာချမ်းသာတဲ့ဘောလုံးဘရင်သစုဖြစ်လာခဲ့ပါပြီ။သူ့ရဲ့ဘဝကကျွန်တော်တို့ကိုပြောပြနေတာတစ်ခုပါပဲ။မင်းရဲ့အစပြုမှုကဘလောက်ပဲသေးငယ်နေပါစေမင်းရဲ့အိမ်မက်တွေကတော့ကဘာကြီးလောက်ကြီးမားနိုင်တယ်ဆိုတာပါပဲ။